အားလုံးပဲမင်္ဂလာပါရှင်ကြည့်ရဲ့ channel လေးမှာပြန်လဲကြိုဆိုပါရရှင်အမျိုးသားများအတွက်ကြီးလဲကြီးကြလဲကြသဘာဝအတိုင်းရှိလာစေမဲ့နည်းလေးပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်တန်ကိုလက်ရှိထက်ပိုကြီးပိုရှည်စေမဲ့ဈေးဝါးတွေနီးလန်းတွေအမျိုးမျိုးကိုရှာဖွေနေတယ်ဆိုရင်ငွေကုန်ကြေးကြလဲတက်တာပြီးအန်ဒရယ်လဲပြောပလောက်အောင်မရှိတဲ့ကြီးရှည်နီးတချို့ကိုဖော်ပြလိုက်ပါတယ်နော်တဆွဲဆန့်ခြင်းဆွဲဆန့်တာကတော့တင့်တန်ကိုရှည်လာစေနိုင်တဲ့နီးလန်းတစ်ခုဖြစ်ပါတယ်နော်အချိန်အားဖြင့်9မိနစ်လောက်တော့လုပ်ပေးဖို့လိုပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့တင့်ညီလေးရဲ့ခေါင်းပိုင်းအောက်နားကနေလက်နဲ့အသာဆုပ်ကင်ပါအရန်လဲမတင်းလွန်းအရန်လဲမချောင်လွန်းအောင်ဂယုစိုက်ပါနော်ပြီးရင်အောက်ဖက်ကိုတီးခံနိုင်သလောက်အထိဆွဲချပြီးဆန့်ပေးပါနော်ရှည်ကျင်စောနဲ့နာကျင်လာတဲ့အထိမဆွဲပါနဲ့နော်ဆွဲဆန့်ထားတဲ့အတိုင်းစက္ကန့်20ကနေ30လောက်အထိနေပါပြီးရင်မူလအနေထားကိုပြန်လျှော့ပေးပါ3ညစ်ပြီးဆွဲဆန့်ခြင်းဒီနီလန်းကတော့တင့်တန်ရဲ့လုံးပတ်ရောအရှိကိုပါတိုးတက်လာစေနိုင်တဲ့ရိုးရှင်းထိရောက်တဲ့နီလန်းတစ်ခုပါနော်ဘယ်လိုလုပ်ရမလဲဆိုတော့တင့်တန်ကလုံးဝပြော့နေချိန်လည်းမဟုတ်အပြည့်အဝထောင်မှတ်နေချိန်လည်းမဟုတ်ပဲတပိုင်းတစ်စတင်းမာနေချိန်ကိုရွေးပါပြီးရင်ဘေဘီဝိုင်းဒါမှမဟုတ်ပစယ်လင်းလိမ့်စေးတစ်ခုခုလိမ့်ပေးပါတစ်လက်မနဲ့လက်ညှိုးနှစ်ချောင်းနဲ့အတန်ရင်းသားမှာတီးခံနိုင်သလောက်အနေထားအထိဖြစ်ညစ်ထားပြီးအတန်ထိပ်ဖြားမှုကောင်းအောင်နာအထိရောက်အောင်ဖြည်းဖြည်းချင်းဆွဲသွားပေးပါဒီလိုတစ်ခါလုပ်ရင်အချိန်2စက္ကန့်ကနေ3စက္ကန့်လောက်အထိကြာအောင်ဖြည်းဖြည်းချင်းလုပ်ပါနော်တင်တက်နိုင်သလောက်အချိန်ကြီးကိုလုပ်ပါ3ညစ်ပြီးဆွဲဆန့်ခြင်းဒီနီလန်းကတော့တင့်တန်ရဲ့လုံးပတ်ရောအရှိကိုပါတိုးတက်လာစေနိုင်တဲ့ရိုးရှင်းထိရောက်တဲ့နီလန်းတစ်ခုပါနော်ဘယ်လိုလုပ်ရမလဲဆိုတော့တင့်တန်ကလုံးဝပြော့နေချိန်လည်းမဟုတ်အပြည့်အဝထောင်မှတ်နေချိန်လည်းမဟုတ်ပဲတပိုင်းတစ်စတင်းမာနေချိန်ကိုရွေးပါပြီးရင်ဘေဘီဝိုင်းဒါမှမဟုတ်ပစယ်လင်းလိမ့်စေးတစ်ခုခုလိမ့်ပေးပါတစ်လက်မနဲ့လက်ညှိုးနှစ်ချောင်းနဲ့အတန်ရင်းသားမှာတီးခံနိုင်သလောက်အနေထားအထိဖြစ်ညစ်ထားပြီးအတန်ထိပ်ဖြားမှုကောင်းအောင်နာအထိရောက်အောင်ဖြည်းဖြည်းချင်းဆွဲသွားပေးပါဒီလိုတစ်ခါလုပ်ရင်အချိန်2စက္ကန့်ကနေ3စက္ကန့်လောက်အထိကြာအောင်ဖြည်းဖြည်းချင်းလုပ်ပါနော်တင်တက်နိုင်သလောက်အချိန်ကြီးကိုလုပ်ပါလေးစီးညစ်ကြက်သားလေးကျင့်ခန်းဒီကလေးကျင့်ခန်းကတော့တင့်တန်ထောင်မှတ်နေချိန်မှာသွေးစီးဆင်းမှုကိုအားကောင်းစေတာကြောင့်ပုံမတောင့်တင်းတန်မာစေပါတယ်နော်အချိန်အားဖြင့်မိနစ်30လောက်ပေးဖို့လိုပါတယ်ရှင်ဘယ်လိုလုပ်ရမလဲဆိုတော့အရင်ဆုံးတင်စီးသွားတဲ့အခါစီးကုန်ခါနီးရင်ညှစ်ချလေးရှိတဲ့ကြွက်သားကိုသတိထားအာယုံခံပါပြီးရင်အချိန်5စက္ကန့်လောက်ကြာအောင်ညှစ်ထားပါ5စက္ကန့်ကြာပြီးတစ်ခါလွတ်လိုက်ပါနော်ခဏနားပြီးနောက်တစ်ခါပြန်ညှစ်ပါဒီအတိုင်းတစ်နေ့ကိုမိနစ်30လောက်ကြာအောင်လုပ်ပေးပါနော်ငါးဆန့်ကျင်ဘက်သို့ဆွဲဆန့်ခြင်းဒီလေးကျင့်ခန်းကလည်းတင့်တန်ကိုရှည်လာစေမဲ့လေးကျင့်ခန်းတစ်ခုဖြစ်ပါတယ်နော်အချိန်အားဖြင့်9မိနစ်လောက်ပေးရပါမယ်ဘယ်လိုလုပ်ရမလဲဆိုတော့တင့်ညီလေးရဲ့ငိုခေါင်းအောင်နာကနေလက်တစ်ဖက်နဲ့အသာဆုပ်ကင်ပါမတင်းလွန်းမလျှော့လွန်းအောင်ဂယုစိုက်ပါရှင်ပြီးရင်နောက်လက်တစ်ဖက်နဲ့အရင်နာကနေโอเคပုံစံဆုပ်ကင်ပါပြီးရင်လက်တစ်ဖက်စီကနေစန့်ကျင်ဘက်ကိုဆွဲဆန့်ပေးပါတင့်အတန်မှာဆွဲဆန့်မှုကိုခံစားရယုံသာလုပ်ပါနာကျင်သည့်အထိမလုပ်ရပါတစ်ခါဆွဲဆန့်ရင်စက္ကန့်30လောက်ကြာအောင်ဆက်လျက်သားထိန်းထားပါတစ်ကြိမ်လို့တတ်မှတ်ပါတက်နိုင်သလောက်အကြိမ်ရေအတွက်လုပ်နိုင်ပါတယ်နော်ခုနကလေးကျင့်ခန်းတွေမလုပ်ခင်တတိထားရမှာတွေကတော့တင့်တန်ပြော့နေချိန်မှသာလုပ်ပါနာကျင်မှုမတက်မတာဖြစ်မှုခံစားလာရရင်ချက်ချင်းရက်ပါထိုင်လျက်ဖြစ်စေနေရန်တစ်ခုကိုမိလျက်ဖြစ်စေလုပ်ဆောင်ပါတရက်ကို4ကြိမ်နဲ့အများဆုံး2ကြိမ်ထက်ပိုမလုပ်ရပါဘူးနော်ဒီထက်ပိုပြီးလုပ်ချင်နေဆိုရင်ကျွမ်းကျင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှလုပ်ပါဒါကတော့အမျိုးသားတွေအတွက်ကြီးလဲကြီးကြလဲကြာရှည်လဲရှည်လာစေမဲ့တဘာဝနည်းကိုကျမ်းမာရေးရှုထောင့်ကနေတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ကိုတို့ရေဒီပိုးနဲ့ပတ်သက်ပြီးကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံတွေကိုလည်းကွန်မန့်မှာရေးပေးခဲ့ပါဦးရှင်